လမ်းပေါ်ကိုခြေချလိုက်တာနဲ့သူမနောက်ကနေလှမ်းအော်တန်းတွေကိုကြားလိုက်ရပါတယ်မနစ်ကသူမတို့အတန်းထဲမှာဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်တဲ့အတန်းပေါ်တယောက်ရှိတယ်အဲ့ဒီတယောက်ကိုစကားပြောတဲ့သူဆိုလို့သူမပဲရှိပါတယ်တနေ့တော့အဲ့ဒီအတန်းပေါ်ကသူမမှာကြောင်မွေးထားမှန်းသိရတဲ့ကြောင်ညှင်းမှန်းမှုအကြောင်းဆောင်းပါးတစ်ပုဒ်ကိုပို့လာတယ်သူမလည်းအောင်မလေးမယုံနိုင်စရာကောင်းအောင်ယူးကြောင်ကြောင်နိုင်တာပဲနော်လို့စာပြန်ခဲ့တယ်နောက်ပိုင်းအဲ့ဒီအတန်းပေါ်ကသူမနဲ့အရန်ခင်တယ်လို့မျိုးကြောင်ညှင်းမှန်းမှုအကြောင်းဆောင်းပါးတွေနဲ့ကားတိုက်ခံရတဲ့ကြောင်သေးပုံတွေကိုဓာတ်ပုံတွေအထိပို့လာတယ်သူမလည်းစိတ်ထဲမှာတမျိုးဖြစ်လာတာနဲ့ဖြည်းဖြည်းချင်းရှောင်ခဲ့ပါတယ်တနေ့မှာသူမကိုဓာတ်ပုံခိုးရိုက်နေတယ်လို့ထင်မိခဲ့ပါတယ်အဲ့ဒီအတန်းပေါ်ကအတန်းမြင်ထွက်သွားတော့သူမကသူ့ဖုန်းကိုခိုးကြည့်ခဲ့ပါတယ်ထူးထူးဆန်းဆန်းပဲဖုန်းကိုလော့ချမထားပါဘူးဒီတော့လေသူမလည်းဓာတ်ပုံ album လေးကိုအလွယ်တကူဝင်ကြည့်လို့ရခဲ့တယ်သူမတွေ့လိုက်ရတာကကြောက်ဖျားဖျားစရာပါပဲသူမမသိတော့ရိုက်ထားတဲ့ဓာတ်ပုံတွေဟာပုံ80ကျော်ရှိပါတယ်ဓာတ်ပုံဖိုင်နာမည်တွေးတော့ကြက်သိန်းတွေထားသွားခဲ့ပါတယ်တဲ့သူမနာမည်ဖြစ်နေတယ်လေနောက်တစ်ဖိုင်ကတော့ကြောင်ဖိုင်ဖြစ်ပါတယ်အဲ့ဒီထဲမှာကြောင်တီပုံတွေနဲ့သူမကိုပို့ပေးခဲ့တဲ့ဆောင်းပါးပေါင်းများစွာပါပါတယ်အခုဖြစ်ရကတော့တငယ်ချင်းရဲ့အမဖြစ်သူကြောင့်ဖြစ်ပါတယ်တငယ်ချင်းတို့မိသားစုကကျယ်ဝန်းတဲ့တိုက်ခန်းအိမ်ယာတစ်ခုမှာနေတာပါတနေ့တငယ်ချင်းရဲ့အမဖြစ်သူကအပြင်ထွက်ရာကအခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်သူမရဲ့ရည်စားဟောင်းကသူမထွက်အလာစောင့်နေခဲ့တယ်ထွက်လာတာနဲ့လမ်းမေးအုပ်ခဲတစ်လုံးနဲ့သူမခေါင်းကိုထုခဲ့ပြီးတပ်ပစ်ခဲ့ပါတယ်လုံညုံရေးကတန်တော်နဲ့ပြေးလာပြီမဲ့သူမရည်စားဟောင်းကတခြားအိမ်ယာရဲ့ခေါင်မိုးပေါ်တက်ပြေးခဲ့ပြီးနေရာမှာလည်းသူ့ကိုယ်သူတတ်တည်ခဲ့ပါတယ်နောက်တော့ကောင်မလေးအတွက်ရောခေါင်လေးအတွက်ပါဇာပနာနှစ်ခုကျင်းပခဲ့ပါတယ်ဖြစ်ချင်တော့ဒီဇာပနာနှစ်ခုကဘေးချင်းကပ်လျက်ဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာတိတ်ဆုံးသူကောင်လေးရဲ့မိဘတွေကအခုလိုလာစီးရုံးခဲ့တယ်တကယ်ချင်းမိသားစုကိုသူတို့ပြောခဲ့တာကကောင်လေးနဲ့ခေါင်မလေးရဲ့ဝိညာဉ်ကိုလက်ထပ်ပေးရအောင်နဲ့လေတကယ်ချင်းရဲ့မိသားစုကဒေါသပုံထပါတော့တယ်တိတ်ဆုံးသူကောင်လေးရဲ့မိသားစုနဲ့ရန်ဖြစ်ကြတဲ့အထိပါပဲအဲ့ဒီနေ့ကဇာပနာပွဲမှာဝရုံးသုံးကားတွေဖြစ်ခဲ့ကြောင်းတကယ်ချင်းကပြောပြခဲ့တယ်ဆရာမတယောက်ကသူမဖူးခဲ့တဲ့အိမ်မက်အကြောင်းပြောပြပူပါတယ်ဆရာမရဲ့အဖိုးဆုံးပြီး3နှစ်4နှစ်လောက်နေမှဒီအိမ်မက်ကိုမတ်ခဲ့တာပါတဲ့အိမ်မက်ထဲမှာမိုးတွေတဲတဲမဲမဲရွာနေပါတယ်တကူလုံးဆူရွှဲနေတဲ့အဖိုးကဆရာမကိုသူ့ချီအိတ်တွေလှမ်းပေးနေပါတယ်ဆရာမကအဖိုးကိုအရန်ချစ်ပေမဲ့လုံးဝလက်မခံခဲ့ပါဘူးစိတ်ထဲခုနေတာနဲ့လက်မခံခဲ့တာပါတဲ့ပြီးတော့မြင်ကွင်းကရုတ်တရက်ပြောင်းသွားပါတယ်ဆရာမကကားမောင်းနေတဲ့မြင်ကွင်းမှာဆရာမကလိုင်ကောင်းတစ်ခုကိုဖြတ်မောင်းနေတာဖြစ်ပါတယ်ကားမောင်းရင်ဆရာမအိတ်ငိုက်လာပြီးဘရိတ်ကိုစောင့်အုပ်လိုက်ချိန်မှာလန့်နိုးခဲ့တယ်တဲ့ပထမတော့အိမ်မက်ကအဆမ်းမဲလို့တွေးမိတယ်တဲ့နောက်တနေ့မှာဆရာမအမျိုးသားကကားမောင်းပြီးဆရာမကဘေးကပါလာတယ်ခါတိုင်းကားစီးရင်အိတ်ချင်စိမ်မဖြစ်ပေမဲ့အခုတစ်ခါမှအိတ်ချင်လာပါတယ်တဲ့အဲဒီနေ့ကဆရာမကကားရှိကန်ဘေးခုံမှာထိုင်တာပါဆရာမလန်နိုးချိန်မှာဆရာမအိမ်မက်ထဲမှာတွေ့ခဲ့တဲ့လိုင်ကောင်းရှည်ကြီးတဲ့ကိုရောက်နေကြောင်းဆရာမသတိထားလိုက်မိတယ်ဘေးကဆရာမအမျိုးသားကလည်းကားမောင်းရင်အိပ်ပျော်နေတာကိုတွေ့သွားတယ်ဆရာမလည်းလမ်းဖြတ်ပြီးအမျိုးသားကိုအမြန်နှိုးလိုက်လို့သာဘေးမတီရမခအိမ်ကိုပြန်ရောက်ခဲ့ပါတယ်ဆရာမကအိမ်မက်ကိုသတိရသွားတယ်အိမ်မက်ရဲ့အတိတ်ပဲအကြောင်းသိရအောင်အိမ်မက်ပညာရှင်ကိုတွားတွေ့ခဲ့တယ်အတိတ်ပဲကဒီလိုရှိပါတယ်တေပြီးသားသူကပစ္စည်းတစ်ခုခုကမ်းပေးရင်အိမ်မက်မက်သူကတေတော့မှာပါတဲ့အဲဒီနောက်မှာဆီယာမကအားလုံးကိုမိမိပြောက်သဘောထားခဲ့တယ်ခုနှစ်နှစ်တာကုန်လွန်သွားပြီးနောက်မှာတော့ဆီယာမတို့ရဲ့အဖိုးအုပ်ကူကိုနေရာပြောင်းမဲ့နေ့ကိုရောက်လာတယ်အဖိုးပြစ်သူရဲ့အခေါင်းကိုဖွင့်လိုက်ချိန်မှာအဖိုးရဲ့အလောင်းကရေပေါ်မှာဘောလုံးပေါ်နေတာတွေ့လိုက်ရတယ်ထူးဆန်းတာတစ်ခုကတော့အဖိုးရဲ့အလောင်းကမပုတ်တိုးသေးပါဘူးအလောင်းကနည်းနည်းပွားနေကြောင်းဆရာမသတိထားမိခဲ့တယ်ဆရာမကသူမအိမ်မက်ထဲမှာမိုးရီဆူရွှဲနေတဲ့အဖိုးပြစ်သူကိုပြန်တတိယသွားတယ်အဖိုးကသူ့ရဲ့လက်ရှိအနေအထားကိုသိစေချင်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကဒီတစ်ခုတည်းမဟုတ်ပါဘူး
ဒီအိမ်မက်ကိုမတ်ခဲ့တဲ့သူကဆီယာမတယောက်တည်းမဟုတ်ပဲတခြားအမျိုးတွေပါတပုံစံနဲ့မတ်ခဲ့ရပါတဲ့အခုပြောမှာကကြောက်ဖို့မကောင်းပါဘူးသူမဟာခလေးဘွားတွေကနမောင်နမဲနိုင်တဲ့ခလေးလေးပေါ့ဒါကြောင့်လဲမတော်တဆဖြစ်တာတွေများပါတယ်တခါမှတော့တေမလို့အထိဖြစ်ခဲ့ပါသေးတယ်သူမကအကောင်လေးတွေကိုချစ်တဲ့ကလေးမလေးပေါ့ကားအသားလာရမ်းရှုပ်တဲ့လမ်းမကြီးကိုကြောက်စရာကောင်းရမှန်းမသိပဲဖျက်ကူးခဲ့ပါတယ်ကလေးတော့လှုပ်ခဲ့တာဆိုတော့စိတ်ထဲဘာမှမထားပဲလှုပ်ချင်ရလှုပ်တတ်တယ်လေဒါပေမဲ့လမ်းပေါ်ကိုခြေချလိုက်တာနဲ့သူမနောက်ကနေလှမ်းအော်တန်းတွေကိုကြားလိုက်ရပါတယ်လန့်သွားတဲ့သူမကနောက်ပြန်ဆုတ်လိုက်တယ်ကံကောင်းကျင်တော့လမ်းပေါ်အထိမရောက်လိုက်ပါဘူးဒါပေမဲ့နောက်ကိုလှမ်းကြည့်လိုက်တော့ဘယ်သူမှရှိမနေခဲ့ပါဘူးသူမအကိုကြီးကငိုတံပါကြီးနဲ့အော်ရင်ပြေးလာပါတယ်ဟေးတကူအပြစ်သွားရင်ဘယ်လိုလုပ်မလဲငါလက်ကိုမလွတ်ရဘူးလေတဲ့သူမအကိုကဆိုင်ထဲကနေပြေးထွက်လာပြီးသူမကိုပြေးဖက်ပါတယ်ဒီတော့အဲ့ဒီအချိန်မှာလှမ်းအော်မဲ့သူဆိုလို့သူမအကိုပဲရှိတဲ့သဘောပေါ့ဒါပေမဲ့သူမကြားလိုက်မိတဲ့အတန်အရလူ10ယောက်မကအော်တဲ့တတိထားဆိုတဲ့အတန်ပါပဲ